အခုပြောမယ့် expression 3ခုကိုမသိရင်တော့ခေတ်ကိုမမီဘူးဖြစ်သွားမယ်နော် dewy eyed dewy eyed ဆိုတာဒီဘဝမှာဘာအတွေ့အကြုံမှမရှိဘူးဘဝအကြောင်းဘာမှမသိဘူးလုံးဝအပြစ်ကင်းစင်တဲ့ကလေးတွေမိန်းကလေးတွေအထူးသဖြင့်ငယ်ငယ်လေးတွေပေါ့နော်အသက်73 74 15 16ပါသေးတယ်ကွာ19ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့16နှစ်ထိတောင်မှဘူးမသိဘာမသိအမေနဲ့ဖက်အိတ်တုံမိန်းကလေးတွေအများကြီးပဲသူများနိုင်ငံမှာ16နှစ်ဆိုရင်တကယ်ပဲကိုယ့်ဘဝအတွက်ကိုယ်အလုတ်လှုပ်ပြီးတော့ကိုယ်ဝမ်းစာကိုရှာနိုင်ပြီအပြင်ဘလောကမှာကိုယ့်ဟာကိုယ်တယောက်တည်းတကယ်ပဲထွက်နေနိုင်ပြီကိုယ်ပိုင်အခန်းလေးငှားပြီးတော့ကိုယ်ပိုင်အလုပ်လေးလုပ်ပြီးတော့ကိုယ့်အသက်မွေးဝမ်းကြောင်းမှုအလုပ်ကိုတကယ်လုပ်နိုင်ပြီဗျကျွန်တော်တို့နိုင်ငံမှာတော့အသက်25 26 29လောက်မှအဲ့ဒီအရေးချင်းမျိုးရှိလာတာကိုတွေ့ရတယ်ဒါကျွန်တော်ရဲ့ပုံကိုရေးအမြင်ပေါ့နော်တချို့လေဒါ19 မှာတော်နေတဲ့လူတွေရှိကောင်းရှိနေနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်ပါအဲ့တော့အသက်ကလည်းငယ်သေးတယ်မျက်လုံးကလေးကလေးနဲ့ဘဝအကြောင်းဘာအတွေ့အကြုံမှလည်းမရှိဘူးဘာမှလည်းမသိဘူးစားမယ်ပျော်မယ်ကမယ်ခုံမယ်ဒါပဲနားလေတဲ့အရွယ်လေးတွေကို dewy eyed လို့ခေါ်တယ် I had my first girlfriend when I was only 14 too young dewy eyed didn't even know what I was doing ငါအသက်14နှစ်မှာကောင်းမလေးစပြီးရခဲ့တယ်ငယ်ငယ်လေးဘူးမသိဘာမသိဘာမှလည်းနားမလဲဘဲနဲ့ကိုရီးစားရခဲ့တာဆိုပြီးတော့ပြောတာ her innocent dewy-eyed look was her asset သူမရဲ့အပြစ်ကင်းသော dewy-eyed look ဘာအတွေ့အကြုံမှမရှိသေးတဲ့ကလေးလူမျိုးအမြင်လေးကသူ့ရဲ့ asset ဖြစ်ခဲ့တယ် asset ဆိုတာပါလေလူတွေကိုစွဲဆောင်နိုင်တဲ့ကိုယ့်ရဲ့အရေးချင်းတစ်ခုကို asset လို့ခေါ်တယ်ခင်ဗျားတို့ခန္ဓာကိုယ်ပေါ်မှာလည်း asset တွေရှိတယ်တချို့မိန်းကလေးတွေက body ကောက်ကြောင်းလာတယ်ဒါသူ့ရဲ့ asset ဖြစ်သွားတယ်သူဒါနဲ့ဆွဲဆောင်ရမှာတချို့ယောက်ျားလေးတွေကမျက်လုံးအကြည့်စကားပြောတဲ့အတန်ဒါလေးတွေမိုက်တာဟာရေးလဲမိုက်တယ်မိုက်တဲ့ဘဲကြီးတွေရေးလဲမိုက်တယ်ဒါသူ့ရဲ့ asset ဖြစ်သွားတယ်အဲ့လိုမျိုးเนาะနောက်ဥပမာဆရာဆိုရင်ဆရာအင်္ဂလိပ်စာကဆရာရဲ့ asset ပေါ့ဒီလိုလေးသုံးရတယ် asset ကိုเนาะကဲ dewy-eyed ပြီးပြီနောက်တစ်ခုက bubble wrap someone bubble wrap someone ဆိုရင်တစုံတစ်ယောက်ကိုအလွန်အကျွံကိုကာကွယ်တာအလွန်အကျွံကိုပေါ့စိုးရိမ်စိတ်တွေများတာတချို့မိဘတွေရှိတယ်ကိုယ်ကလေးကိုအလွန်အကျွံစိတ်ပူပြီးတော့ပတ်ဝန်းကျင်နဲ့တစ်ချိန်လုံးပြဿနာဖြစ်နေတဲ့မိဘတွေရှိတယ် they are bubble wrapping their children it's not good no တကယ်တော့မကောင်းဘူးเนาะကျွန်တော်တို့ကကလေးတွေကိုကဘာလောကကြီးကနေကာကွယ်ပေးရမှာမဟုတ်ဘူးကလေးတွေကိုကဘာလောကကြီးနဲ့ရင်ဆိုင်နိုင်အောင်လေ့ကျင့်ပေးရမှာအဲ့တော့ကိုကကလေးကိုအရာရာအားလုံးကိုရင်ဆိုင်နိုင်အောင်လေ့ကျင့်ပေးနေသလားအဲ့ဒီအရာရာအားလုံးကနေကာကွယ်ပေးနေသလားစဉ်းစားပါကိုကသူတို့နဲ့အမြဲရှိမှမဟုတ်ဘူးအဲ့ကကြိုင်ကြံခဲ့တဲ့ဒီကလေးတွေတည်လောကကြီးကိုရင်ဆိုင်နိုင်တဲ့ကလေးတွေဖြစ်မလားခမ ्या ကအစအဆုံးကာကွယ်ထားတဲ့အတွက်ဘူးမသိဘာမသိ dewy-eyed လေးတွေဖြစ်နေမလားအဲ့ဒါစဉ်းစားရမယ်နော်ဆိုတော့ dewy-eyed bubble wrap so တချို့မိန်းမတွေလည်းယောက်ျားကိုအလွန်စိုးရင်စိတ်တွေများပြောဟိုမတော်ဒီမတော်တအားချုပ်ချယ်တတ်ကြတယ် my wife is bubble wrapping me ယောက်ျားလေးကလည်းသူတို့မိန်းမတွေကိုစိုးရင်ပြီးချုပ်ချယ်တတ်ကြတာပဲ my husband bubble wraps me ဒီလိုလေးသွားပါလေနောက်တစ်ခါတော့ I ball it အရွယ်အစားကိုမျက်လုံးနဲ့ကြည့်ပြီးတော့မှန်းကြည့်ကြချင်း the boys are eyeballing the model ကောင်လေးတွေက model ကောင်မလေးရဲ့ခန္ဓာကိုယ်ကြည့်ပြီးတော့သိရမလားကျွန်တော်ပြောချင်တာအရွယ်စားတွေလိုက်မှန်းကြည့်နေလေ eyeballing the body ကောင်မလေးလည်းလောက်တာပဲယောက်ျားတွေကိုကြည့်ပြီးတော့အရွယ်စားတွေမှန်းကြတာပဲ the girls are eyeballing the boys ဆိုရနော်ပြီးကြတော့စားတို့တကြားတို့ဟင်းဂျုံမုံတို့ကြက်သားမုံတို့ထည့်တဲ့အခါမှာဟင်းကိုကြည့်ပြီးတော့ဒီဟင်းပမာဏဆိုရင်ဘယ်လောက်ထည့်မယ်ဆိုတာကိုမှန်းပြီးထည့်ရတယ်ဒါကိုလည်း eyeball လုပ်တယ်လို့ပဲခေါ်တယ် I don't know how much sugar to put in but I will eyeball it တကြားဘယ်လောက်ထည့်ရမယ်တော့မသိဘူးဒါပေမဲ့ eyeball လိုက်မယ် that means မှန်းပြီးတော့ထည့်လိုက်မယ်လို့ပြောတာ okay အဲ့တော့ဒီနေ့အတွက်အရေးကြီးတဲ့ expression 3ခုပါ dewy-eyed bubble wrap eyeball it